ကိုလေးနဲ့အချိန်မှာတော့နာရူတိုကိုခါခါရှီကလာခေါ်သွားပြီးဟိုကာကဲအဆောင်အောင်ရှိမှာဂါမာဘော်နာတို့တားဖရောက်နေကြတာကိုတွေ့လိုက်ရပါတယ်ဂါမာကီချီကတခုခုကိုပြောဖို့လုပ်ပေမဲ့သူ့အဖေကဝင်တားလိုက်ပြီးအဲကိစ္စကိုပြောဖို့ကသူတို့နဲ့မဆိုင်ဘူးလို့ဆိုလိုက်ပါတယ်ဟိုကာကဲရုံငန်းထဲမှာတော့ဖူကာဆာကိုဖားဖိုးကြီးနဲ့အတူတခြားသူတွေလည်းရှိနေကြပြီးနာရူတိုကိုလည်းဂျီရာကြီးကကောင်လေးရဲ့ဟော့ကိန်းနဲ့ကလေးလာလို့နေပါတယ်နာရူတိုကတော့ဂျီရာကြီးကိုကောင်လေးတယောက်လို့ပြောနေတဲ့ဖားအိုကြီးကိုမကျေနပ်ပေမဲ့ဖူကာဆာကူကဂျီရာကြီးကိုပညာရှိတိုင်းတင်ပေးခဲ့တဲ့သူဖြစ်ပြီးမျိုးဘကူတောင်ကဖားပညာရှိကြီးတယောက်ဖြစ်မှသိလိုက်ရပါတယ်အဲ့ချိန်မှာပဲရုတ်တရက်ဖူကာဆာကူကဂျီရာကြီးကောင်လေးကတိုက်ပွဲဝင်ရင်းနဲ့ကြာဆုံးသွားပြီဖြစ်ကြောင်းပြောလိုက်ပါတယ်ဒီစကားကိုကြားလိုက်ရတဲ့နာရူတိုလည်းနားမလည်နိုင်ဖြစ်သွားပြီးဘာတွေပြောနေရလဲဆိုတာကိုပြန်မေးပေမဲ့ကြံတဲ့သူတွေကတော့ကြိုသိထားတဲ့ပုံပေါ်ကြပါတယ်အာကာဆုကိခေါင်းဆောင်ကပြင်ပလောကနဲ့အဆက်အသွယ်မရှိတဲ့မိုးရွာမှနေရဲဆိုတဲ့သတင်းကိုကြားတာနဲ့ဂျီရာကြီးကသူကိုယ်တိုင်သွားကြည့်ခဲ့တာဖြစ်ပြီးသူတို့ရဲ့ခေါင်းဆောင်ဖိန်းနဲ့ရင်ဆိုင်ခဲ့ရပါတယ်ဒါပေမဲ့ဖိန်းဆိုတဲ့သူကဂျီရာကြီးရဲ့ចောင်းသားတစ်ယောက်ဖြစ်နေပြီးသူ့ရဲ့နာမည်ကနာဂါတိုလို့ခေါ်ကြောင်းဖူကာဆာကူကပြောပြပါတယ်အဲဒါကြောင့်ဆူနာတွေကလည်းညညာစစ်ပွဲအတွင်းမှာတွေ့ခဲ့တဲ့ကလေးတွေကိုပြန်မမိသွားပြီးသူ့မှာရင်းနိုင်ငံရှိနေရလို့ဖူကာဆာကူကပြောလိုက်တာကြောင့်အားလုံးကအံ့အားသင့်သွားကြပါတယ်အဲ့ဒါနဲ့မကသေးပဲရင်းနိုင်ငံပိုင်ဆိုင်သူက6ယောက်တောင်ဖြစ်နေပြီးဂျီရာကြီးကလည်းသူတို့ရဲ့လှုပ်ဝက်ချက်ကိုရှာနိုင်ခဲ့ပေမဲ့ဖိန်းရဲ့လေဘင်းညစ်တာခံခဲ့ရတာကြောင့်စကားမပြောနိုင်တော့ပဲသူ့ရဲ့အမှားစကားကိုနောက်ကျောမှာရေးထားခဲ့တဲ့အကြောင်းပြောပြလိုက်ပါတယ်နာရူတိုကတော့အဲ့နေရာကိုအဖွားလေးလွတ်လိုက်တာမလားလို့ဆူနာတဲကိုမေးနေရကြောင်းဆူနာတဲကလည်းဟုတ်တယ်လို့ပဲပြန်ပြောလိုက်ပါတယ်သူ့ဆရာကိုဘာလို့အဲ့လိုအနေအများရဲ့နေရာကိုတယောက်တည်းလွတ်ဖို့မစင်မချင်းဆုံးဖြတ်လိုက်တာလဲလို့မေးနေရင်းနဲ့ပောက်ကွဲနေပြီမဲ့ခါခါရှီကတော့ဟိုကာကဲရဲ့ခန်းစားချက်တွေကိုလည်းနာရူတိုကအားလုံးထပ်ပို့ပြီးအခုချိန်မှာနားလည်တဲ့အကြောင်းပြောရင်းဝင်သားပါတယ်ခန်းစားချက်တွေပြည့်နေတဲ့နာရူတိုကလည်းဆူနာတဲရှိရလှည့်ထွက်လာခဲ့ပြီးနှံဦးဆရာကြီးက9ယောက်မြောက်ဟိုကာကဲဖြစ်ခဲ့မယ်ဆိုရင်အဖွားလေးဆူနာတဲကိုအဲ့လိုစွန့်စားရတာမျိုးတွေဘယ်တော့မှလောက်ခိုင်းမှမဟုတ်ဘူးလို့ပြောရင်ထွက်သွားပါတယ်ဆာကူရာကတားဖို့ကြိုးစားပေမဲ့လည်းဆူနာတဲကလွတ်ထားလိုက်ပါလို့ပြောလိုက်ပြီးဖူကာဆာကူကတော့နာရူတိုကဂျီရာကြီးရဲ့ဟော့ကိန်းနဲ့ကလေးဖြစ်ပါစေလို့ပဲသူဆူတောင်းတဲ့အကြောင်းပြောလိုက်ပါတယ်နာရူတိုကတော့တယောက်တည်းထွက်လာရင်းနဲ့ဂျီရာကြီးကသူ့ကိုစစ်ခေါ်တိုင်းတင်ပေးခဲ့တဲ့အချိန်တွေဆရာတပည့်နဲ့ရောက်ခရီးထွက်ခဲ့ပုံတွေအတူတူဖြတ်တန်းခဲ့ရတဲ့အချိန်တွေနဲ့မေးဖျားလို့မရတဲ့အမှတ်တရတွေကိုစဉ်းစားရင်းဦးတည်ချက်မရှိတရွေ့ရွေ့ရှောက်လန်းလာခဲ့ပါတယ်ဆူနာတဲကိုယ်တိုင်ကလည်းဂျီရာကြီးကတိတ်ဆုံးသွားပြီဆိုတဲ့သတင်းကိုဒီနေ့မှသိလိုက်ရတာကြောင့်သူတို့တွေပြောခဲ့ကြတဲ့စကားတွေကိုပြန်သတိရနေပေမဲ့လည်းဂျွာဟိုကာကွယ်ရမယ့်ဟိုကာကဲတယောက်ဖြစ်နေတဲ့အတွက်ခန်းစားချက်တွေကိုမျိုးသိပ်ထားပြီးဖူကာဆာကူနဲ့စကားဆက်ပြောနေပါတယ်ဖူကာဆာကူကမိုးရမှာဂျီရာကြီးဖမ်းခဲ့တဲ့နေညာတရက်ကိုထည့်ထားတဲ့ဖားနဲ့တူဖိန်းတယောက်ရဲ့ခန္ဓာကိုယ်ပါရအောင်ယူလာနိုင်ခဲ့တဲ့အကြောင်းပြောရင်ထုတ်ပေးလိုက်ပါတယ်နာရူတိုအတွက်တော့ဘယ်နေရာကိုပဲခြေဦးတက်ရသွားသူ့ဆရာနဲ့ပတ်သက်တဲ့အမှတ်တရတွေကိုပဲပြန်တွေ့နေရပြီးတစ်ဖက်မှာလည်းဆူနာတဲ့ရရင်းနိုင်ငံပါတဲ့ဖိန်းတယောက်ရဲ့အလောင်းကိုတခွဲကန်းစီယူသွားပြီးစမ်းသပ်ဖို့လုပ်ကြပါတယ်၃နှစ်ဆိုတဲ့အချိန်ခဏလေးအတွင်းမှာလေ့ကျင့်ရေးဆိုတဲ့ခေါင်းစဉ်နဲ့ခရီးတူတူထွက်ခဲ့ကြပြီးတဲ့နောက်သူ့ကိုတစားတဲ့တရက်တာမာလာအောင်လေ့ကျင့်ပေးခဲ့ရင်းနဲ့ဆရာတပည့်တယောက်ရဲ့တန်ရောစင်ကပို့ပြီးအမြင့်တွေလာခဲ့ပါတယ်အဲ့လိုနဲ့ပဲသူအရွယ်ရောက်လာတဲ့အချိန်မှာလည်းလေ့ကျင့်ရေးကြောင့်စုပ်ပြဲနေတဲ့အင်ကြီးစားအပြန်တင်စားငှက်တကောင်ကိုလိုက်ဖက်တဲ့အတောင်စုံနဲ့တက်ပေးခဲ့ပါတယ်အမတ်တရားတွေကိုပြန်တွေးရင်တလန်းကြီးရှောက်လာခဲ့တဲ့အချိန်မှာသူ့ရဲ့လက်ဦးဆရာတယောက်ဖြစ်တဲ့အီရူကာကလည်းမတွေ့ရကြပြီဖြစ်တာကြောင့်ရာမန်တော့စားဖို့ခေါ်ပေမဲ့စားချင်စိတ်မရှိတဲ့အတွက်ငင်းဆန်ပြီးထွက်ခဲ့လိုက်ပါတယ်ဆူနာတွေကတော့ထုံးစံတိုင်းရှီကာမာရူကိုဝှက်စာခေါ်တဲ့အဖွဲနဲ့အတူညာရင်းချင်းဂျီရာကြီးကခြံခဲ့တဲ့ဝှက်စာကုန်းကိုဖော်ဖို့တာဝန်ပေးလိုက်ပါတယ်ပြောပြီးချင်းထွက်သွားတဲ့ဆူနာတွေကိုဘာမှမသိရသေးတဲ့ရှီကာမာရူကသူမအားဘူးလို့ပဲပြောနေတဲ့အတွက်စား